အားလုံးပဲမင်္ဂလာပါအေယာဝတီအသင်းရဲ့ပရိသတ်ကြီးအတွက်အရေးကြီးတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်အခုလက်တလုံးမှာအေယာဝတီမျိုးသမီးဘောလုံးကလပ်ကနေသူတို့ရဲ့ Facebook စာမျက်နှာကတဆင့်တရားဝင်ထုတ်ပြန်ချက်တစ်ခုထွက်ပေါ်လာပါတယ်အသင်းကိုအားဖြည့်ဖို့ရည်ရွယ်ထားတဲ့ထိုင်းလူငယ်ကစားသမား National ခနဲ့ပတ်သက်ပြီးအခြေအနေကိုပရိသတ်တွေသိရှိအောင်အခုလိုရှင်းပြထားတာပါအသင်းအနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အစွမ်းကုန်ကြိုးပမ်းခဲ့ပေမဲ့ FIFA နဲ့ AFSA ရဲ့တင်းကျပ်တဲ့လူငယ်ကစားသမားဆိုင်ရာဥပဒေလုံထုံးလုံနည်းတွေအထူးသဖြင့်အသက်အရွယ်ပိုင်းခြားကြောင့်လိုအပ်တဲ့နိုင်ငံတကာစာရွက်စာတမ်းအထောက်အထားတွေကိုဇွန်လရက်နေ့နောက်ဆုံးထားပြီးအချိန်မီအပြီးသက်ဆောင်ရွက်ဖို့နည်းပညာပိုင်းနဲ့စီမံခန့်ခွဲမှုပိုင်းမှာအခက်အခဲတွေရှိခဲ့ပါတယ်ဒီအတွက်ကြောင့်လည်းကလပ်အသင်းဘက်ကအမှားယွင်းမရှိစေဖို့ကစားသမားနဲ့အသင်းရဲ့ရေရှည်အကျိုးကိုရှေ့ရှုပြီး National ကိုဒီပြိုင်ပွဲရဲ့လူစည်းရင်းမှာထည့်သွင်းမပုံတင်ခြင်းမပြုဘဲခေတ္တဆိုင်ငံ့ထားဖို့ခက်ခဲဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်ကစားသမားလေးဟာလည်းလက်ရှိမှာအသင်းနဲ့အတူလေ့ကျင့်တာတွေရပ်နာပြီးနေရက်ကိုခေတ္တပြန်သွားမှာဖြစ်ပါတယ်ဒါပေမဲ့စိတ်ပျက်စရာတော့မဟုတ်ပါဘူးခင်ဗျာNational ဟာအေယာဝတီအသင်းပေါ်အလွန်တန်ရောစင်ရှိနေပြီးအသက်နှစ်ပြည့်မြောက်သွားမဲ့နောက်တစ်ဆင့်မှာအသင်းစီကိုပြန်လာပြီးအဖြစ်ကူညီပေးမယ်လို့ကလပ်အုပ်ချုပ်မှုအဖွဲ့ထံကတိကဝတ်ပြုထားတယ်လို့သိရပါတယ်အေယာဝတီအသင်းအနေနဲ့လည်းလက်ရှိပြီးသားပြည်တွင်းအင်အားစုတွေအဓိကကစားသမားတွေနဲ့ပဲဒီပထမအကြော့ပြိုင်ပွဲမှာအကောင်းဆုံးရလဒ်တွေဖော်ဆောင်နိုင်မယ်လို့အပြည့်အဝယုံကြည်ထားပါတယ်ပရိသတ်ကြီးခင်ဗျာအသင်းပေါ်စိုးရိမ်ပူပန်နေကြတဲ့ချစ်ခင်ရတဲ့ပရိသတ်တွေအတွက်အခုလိုပွင့်ပွင့်လင်းလင်းချပြလာတာဟာအသင်းရဲ့တာဝန်ယူမှုရှိတဲ့လှုပ်ဆောင်ချက်တစ်ခုပါပဲကျွန်တော်တို့ဆက်လက်ပြီးတော့လည်းအေယာဝတီအသင်းရဲ့အောင်ပွဲတွေအတွက်ဝိုင်းဝန်းအားပေးကြပါဦးလို့တိုက်တွန်းရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ